အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ International Studio ကန်ထဲကနေပြီးတော့ကျွန်တော်ရဲ့မိသားစုတွေကိုစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဒီနေ့ကတော့ဒါကျွန်တော်မိသားစုတွေကိုဒါထုံးတန်အတိုင်းပဲဒါကျွန်တော်မြေခွက်လေးတွေနဲ့ကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ်အဲ့ဒီမြေခွက်လေးတွေကဆိုလို့ရှိရင်တော့ဗမာရှိလဲဆိုရင်တော့မှော်ပြီးမြို့နယ်ထဲမှာရှိတဲ့ဒါမြေခွက်လေးတွေကိုဒါကျွန်တော်မိသားစုတွေကိုဒါကျွန်တော်မိတ်ဆက်ပေးခြင်းဒါဖြစ်ပါတယ်အင်မတန်မှတန်တယ်အမတန်မှလည်းစိတ်ချရတယ်ခိုင်မာမှုလည်းစိတ်ချရတယ်ဆိုတော့မြေခွက်လေးတွေနဲ့ဒါကျွန်တော်မိသားစုတွေကိုဒါကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့ထုံးစံတိုင်းမှာကျွန်တော်စီးခုပဲစတင်ပါပြီဒီနေ့ကတော့ဒါကျွန်တော်နော်ပေါ်ပြီးမြို့နယ်ဒါထိန်ဆုံးကြေးရွာမှာရှိတဲ့ဒါကျွန်တော်မြေခွက်လေးတွေကိုဒါကျွန်တော်ဒီနေ့ကျွန်တော်မိသားစုတွေကိုပြပေးမှာပဲဖြစ်ပါတယ်ဒီမြေခွက်လေးရဆိုလို့ရှိရင်တော့ဒါမျက်နှာ40မျက်နှာသားကတော့40နောက်ကတော့ပေ90ရှိပါတယ်40 90ရှိပါတယ်အခုလက်ရှိကတော့စိုက်ပျိုးရေးတွေလုပ်နေတာပဲဖြစ်ပါတယ်သူမှဘာရှိမလဲဆိုလို့ရှိရင်တော့ရှေ့မှာဆိုလို့ရှိရင်တော့ထမ်းမိန်လေးရှိပါတယ်ကျွန်တော်မိသားစုထိုက်ရကြိုက်တဲ့ကျွန်တော်မိသားစုတွေအနေနဲ့ကိုယ်ရှန်ရှိမှထမ်းမိန်ကိုယ့်ကိုခုပြီးတော့ကြိုက်တဲ့လောက်တောက်လို့ရပါတယ်ထမ်းမိန်တွေလည်းရှိပါတယ်အခုလက်ရှိထမ်းမိန်တွေကလည်းထိုင်းရည်ထွက်နေပါတယ်တရေကြောင်ပြောလိုက်ပါတော့လက်ရှိထမ်းမိန်တွေကထိုင်းရည်တွေထွက်နေပါတယ်ထိုင်းရည်ကတောက်လို့ရပါတယ်ဝယ်လိုက်ပြီးတော့တောက်လို့ရပါတယ်ဒါကျွန်တော်တို့လက်ရှိကျွန်တော်တို့ရှန်ရှိရတဲ့မြင်ကွင်းလေးဖြစ်ပါတယ်ရှန်ရှိမှာအိမ်တွေအများကြီးလည်းရှိပါတယ်ရှေ့မှာကျွန်တော်ပြောတဲ့ထုံးစံတိုင်းပဲရှေ့မှာမီးတိုင်တွေရှိပါတယ်ရှန်ရှိရနေပြီးတော့မီးဆွဲမယ်ဆိုလို့ရှိရင်လည်းလွယ်ကူနဲ့မီးဆွဲလို့လည်းရပါတယ်ရှန်ရှိအထီကိုဒါလိုက်ကွန်ကရစ်လမ်းပေါက်ပါတယ်ဒါတော့ကျွန်တော်တို့ခုနပြောတဲ့ကျွန်တော်မိသားစုတွေကိုရောင်းပေးမဲ့ရှန်လေးပဲဖြစ်ပါတယ်ဘေးပတ်ဝန်းကျင်မှာဆိုလို့ရှိရင်လည်းစိုက်ပျိုးရေးတွေလုပ်ထားတာကြီးလည်းအများကြီးပဲပါနော်စိုက်ပျိုးရေးတွေလုပ်ထားတာအများကြီးပဲအိမ်ဆောက်ပြီးမနေခြင်းနဲ့ကျွန်တော်မိသားစုအနေနဲ့ပေ40 90ဆိုတဲ့ခြံအတိုင်းပဲနော်ကိုယ့်အကိုဒီမှာလာပြီးတော့စိုက်ပျိုးရေးတွေကိုယ့်အကိုလှုပ်ဘယ်လိုပဲနေလုံးဝအဆင်ပြေပါတယ်အိမ်ဆောက်မယ်ဆိုလို့ရှိရင်လည်း40 90ဆိုတဲ့အတိုင်းအရာတော်တော်ကြီးကိုလည်းကျဲပါတယ်အဲ့လိုမှမဟုတ်ပဲတဲ့ကျွန်တော်မိသားစုဒါစိတ်ကြိုက်ပေါ့လေဒါကိုဝယ်လိုက်ပြီဆိုလို့ကျွန်တော်ကိုစိတ်ကြိုက်လို့ပါရှေ့မှာဆိုလို့ချင်းလည်းထမ်းမင်းတွေရှိပါတယ်ဒါတော့ကျွန်တော်မိသားစုမြင်တွေ့ရတဲ့အတိုင်းဒါရှန်တီယိုတော့မခတ်သေးပါဘူးကြောက်တိုင်တွေစိုက်ထားတာပဲဖြစ်ပါတယ်ကြောက်တိုင်တွေတော့စိုက်ပြီးပါပြီရှန်တီယိုကတော့ဘေးတစ်ချမ်းကိုရှန်တီယိုခတ်ထားတာဖြစ်ပါတယ်မီးတိုင်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရှန်ရှိမှာပဲရှိပါတယ်မီတာပေါက်ပဲ6ကြောက်ဘလို့ပဲ6ကြောက်ကိုရှန်ရှိရနေယူတဲ့ခါကျတော့ကျိုးပိုးတွေပဲလည်းတက်တာပါတယ်အားလုံးအဆင်ပြေပါတယ်ဒီ channel ပတ်သက်ပြီးတော့ကျွန်တော်တို့ပိုက်ဆိုင်မှုစားရဲစားရဲအားလုံးကလည်းစိတ်ချရပါတယ်အရှုပ်ချင်းဘာမှလည်းမရှိပါဘူးဒါရွာမြေစစ်တစ်ပါကျွန်တော်တို့ဘေးဘက်ဝန်းကျင်မှာဆိုလို့ရှိရင်လည်းရွာတွေအများကြီးပဲဘေးဘက်ဝန်းကျင်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါအိမ်တွေအများကြီးပဲရှိပါတယ်ဒီချန်လေးကိုတော့ကျွန်တော်ခေါ်ထားတဲ့ဈေးနှုန်းကတော့450ခေါ်ထားပါတယ်450ကိုမှကျွန်တော်မိသားစုတွေကိုကျွန်တော်ထပ်လျှော့ပေးပါမယ်ကျွန်တော်မိသားစုတွေအဆင်ပြေသလိုကျွန်တော်တန်းနိုင်ဆုံးလျှော့ပေးပါမယ်တော်တော်ကြီးကိုလျှော့ပေးပါမယ်လိုချင်တယ်လို့တခွန်းနဲ့ပြောလိုက်ပါကျွန်တော်မိသားစုတွေကိုကျွန်တော်ဒါအဆင်ပြေအောင်လုပ်ပေးမှာပဲဖြစ်ပါတယ်ကျွန်တော် channel လေးတွေကိုကြည့်ပြီးပါဆိုရင်တော့ကျွန်တော်ရဲ့ဒါတင်ထားတဲ့ကျွန်တော်ရဲ့ဖုန်းနံပါတ်လေးတွေကိုဆက်သွယ်ပြီးတော့ဝယ်သည်ပဲဖြစ်ဖြစ်မဝယ်သည်ပဲဖြစ်ဖြစ်စိတ်ဝင်စားသည်ပဲဖြစ်ဖြစ်ဆက်သွယ်ပြီးလို့ရပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ရဲ့ကြီးစုနေတဲ့ကျွန်တော်မိသားစုအနေနဲ့စိတ်ဝင်စားရင်ကျွန်တော်ဖုန်းဆက်လို့ရပါတယ်ကြီးစုပေးတဲ့ကျွန်တော်မိသားစုအားလုံးကျေးဇူးအများကြီးပဲတင်ပါတယ်